အရခတ်တက်တော်ရဲ့တိုက်ခိုက်ရေးအထူးကွန်မြူတွေကိုလက်ကျင်ပေးနေတဲ့မြင်ကွင်းရှုပ်ကိုမြင်တွေ့နေရတာပါဒီအထူးကွန်မြူတွေအားဆိုရင်ခက်ခဲကြမ်းတဲ့တိုက်ခိုက်ရေးနေစနစ်တွေကိုလေ့လာသင်နေကြတာလည်းဖြစ်ပါတယ်ဒီလိုခက်ခဲကြမ်းတဲ့သင်တန်းတွေကိုဖျက်ချော်ပြီးရင်အခိုင်ပြေလွတ်မြောက်ရေးအတွက်အရေးကြီးတဲ့တာဝန်တွေကိုထမ်းဆောင်ရတာလည်းဖြစ်ပါတယ်လက်ရှိအရခတ်တက်တော်ရဲ့စီးရဲအောင်မြင်မှုတွေဟာဒီလိုခက်ခဲကြမ်းတဲ့သင်တန်းပို့ချမှုတွေကအဓိကအခရာကျနေတာလည်းဖြစ်ပါတယ်ခင်ဗျာOh!